မင်္ဂလာပါဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီခလေးတွေကိုကာကြီးခါခွေးတွေတင်နေတဲ့အခါမှာဒီအတန်လေးနဲ့တခါတည်းတွဲပြီးတော့တင်ရုံသစ်ပုံစံလေးအတိုင်းရောက်သွားအောင်လို့ဒီစလုံးလေးတွေရဲ့အတန်နေနဲ့နာမည်တွေနဲ့ကိုတွဲပြီးပြောပြတဲ့ပုံစံလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကာကြီးခါခွေးဆိုရင်ဒီလိုပုံစံလေးရှိမယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံလေးမှာကျမတို့တွေက KG သူငယ်တန်းမှာပေါ့နော်မတင်ရတဲ့စလုံးလေးတွေရှိတယ်အဲ့ဒါကကာကြီးဇမြင်စွဲတာတလင်းချိန်ထဝင်မဲဓာရင်ကောင်းဓာရင်မုံနာကြီးပြီးသွားရင်လာကြီးအဲ့ဒီရှစ်လုံးမတင်ရအောင်ဆိုပေမဲ့ကျမတို့ကဒီစလုံးလေးတွေရဲ့နာမည်ကိုမိတ်ဆက်ပေးမယ်ပြီးသွားလို့ရှိရင်ဒီဟာလေးတွေကဒီလိုပုံစံလေးဆိုတာကိုကျမတို့ပြောပြလိုက်မယ်ပြီးသွားရင်ကျမတို့က grade 1မှာအဲ့ဒါကိုစွဲနီးစနစ်တကျနဲ့ဆက်တင်မှာဖြစ်ပါတယ် KG မှာတော့သူတို့ကိုစွဲနီးပုံစံနဲ့မရေးခိုင်းသေးပါဘူးရှင်အဲ့တော့ကျမတို့ကျမဒီစလုံးလေးတွေကိုဒီတိုင်းပဲပြောသွားမယ်ကျန်တဲ့စလုံးလေးတွေရဲ့နာမည်နဲ့အတန်တွေကိုပြောသွားပါမယ်နော်ကာကြီးကခါခွေးခဂငယ်ဂငစာလုံးစလိန်စဇာခွဲဇညတာဝင်းဘူးတထစနူထဓာတွေဓအောက်ချိုက်ဓနာငယ်နပါဆောင်ပဖောက်ထုတ်ဖဘာထက်ချိုက်ဘာကုံမရပလက်ရကလဝါလုံးဝတဒီလိုပုံစံလေးတွေနဲ့တင်ရပါမယ်အဲ့တော့ကျမတို့တွေကဒီ KG မှာကလေးကိုအခရာတစ်လုံးရဲ့နာမည်ရောအတန်ရောတွဲတင်ထားလိုက်ပြီဆိုလို့ရှိရင် grade 1မှာစတင်မှုကတကယ်ကိုအဆင်ပြေသွားပါပြီအဲ့လိုမဟုတ်ဘဲနဲ့ကလေးကကာကြီးလိုပဲသိလာပြီးတော့ကာကြီးနဲ့ဆိုင်တဲ့စကားလုံးတွေဝါဟာရတွေကိုမသိလာဘူးဆိုလို့ရှိရင်ကျမတို့ grade 1ရောက်တဲ့အခါမှာကလေးကတော်တော်လေးကိုစူးစမ်းရပါတယ်အဲ့တော့ကျမတို့တွေကဒီပုံစံလေးအတိုင်းပေါ့နော်ဒီလိုကတ်ကလေးတွေဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်အကို flash ကတ်လေးတွေနဲ့ကလေးကိုအခရာကိုမှတ်မိလာအောင်သင်မယ်ပြီးရင်အခရာရဲ့နာမည်ကိုသင်မယ်ပြီးရင်အခရာရဲ့ဝေါ်ဟာရတွေကိုသင်မယ်ဒီလိုမျိုးလေးပုံစံလေးသင်ထားမယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါပါရှင်အဲ့တော့ကျွန်မအခုပြောပြသွားတာကတော့ကာကြီးကနေအာတီဝေါ်ဟာရစကလုံးလေးတွေရဲ့နာမည်ရဲ့အတန်ရဲ့ကိုကလေးတွေကိုဘယ်လိုမျိုးလေးပြောပြရမလဲဆိုတာလေးကိုဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်